ဇနကလူလင်တင်မောပြတ်တယ်ဟုတ်တယ်မလားအဲ့တော့တင်မောပြတ်တယ်တင်မောပေါ်မှာရေကူးတတ်တဲ့သူတွေအများကြီးပါမှာဒါပေမဲ့ထူးထူးခြားခြားပင်လေကိုရအောင်ရေကူးမယ်ကုန်းမြေကိုရောက်အောင်ငါရေကူးမယ်လို့ဆုံးဖြတ်ချက်ချနိုင်တာသူတယောက်ပဲရှိတယ်စဉ်းစားဝင်ပြန်ကောင်းတယ်နော်အဲ့တော့ဟုတ်ပြီစပြီးတော့ရေကူးတယ်9ရက်မြောက်တဲ့အချိန်မှာမဏိမေခလာနဲ့သမီးကိုတွေ့မဏိမေခလာနဲ့သမီးနဲ့တွေ့တော့ကျွန်တော်တို့သာဆိုရင်ထင်မှာပေါ့ပြောမှာပေါ့ဟုတ်တယ်မလားကဲပါဟာနဲ့သမီးတွေ့ပြီကဲပါကျွန်တော်ကိုကဲပါနော်ကျွန်တော်မဟာလူသားပါကျွန်တော်ပြောမှာပေါ့အဲ့လိုမဟုတ်မဏိမေခလာနဲ့သမီးကိုတွေ့တော့အတင်းဘသူလဲတဲ့ကောက်မေးလိုက်တာခက်တင်းနေပဲကောက်မေးတယ်အတင်းဘသူလဲတဲ့ကျွန်တော်မဏိမေခလာနဲ့သမီးဖြစ်တယ်ဟောဖြစ်ပေါ့နဲ့သမီးဖြစ်တော့ဘာလို့ရမှာဆက်ကူသူကူးရမယ်လို့ကိုသူဆက်ကူအဲ့တော့မဏိမေခလာနဲ့သမီးကလည်းနော်အင်မတန်စူးစမ်းနေတဲ့မဟာဇနကကို motivation ပေးလိုက်တယ်ဘယ်လိုပေးလဲဆိုတော့အတင်းလူသားတဲ့ကူးမနေနဲ့တဲ့မဟုတ်လေသိမှာပဲ9ရက်ရှိပြီတဲ့အတင်းကူးနေတာ9ရက်ရှိပြီတဲ့သိမှာပဲတဲ့ကူးမနေနဲ့တော့မရတော့ဘူးဆိုတော့ဟောအေးဟုတ်သားပဲနော်သူ motivation ကြီးက very strong ပေါ့ကျွန်တော်တို့သာဆိုချက်ချင်းနှာခေါင်းပိတ်ပြီးမှပလုံးဆိုသေပလိုက်မှာဟုတ်တယ်လေနတ်သမီးရအောင်မှလုံးမနေနဲ့သေမှာပဲဆိုတော့ကျွန်တော်တို့မှမျောလင်းချက်ဘာရှိသေးလို့ဒါမရဘူးဟိုကသွားမလုံးနဲ့လုံးလာဝရိယအရာမှမဟာဇနကအင်မတန်မှစံထားလောက်တဲ့ပုံကိုဖြစ်တယ်သူပြန်ပြောတယ်နတ်သမီးကိုပြန်ပြောတာတော့တာမန်လူကိုပြန်ပြောတာမဟုတ်သေးတာမသေးတာငါလုံးမဟုတ်ဘူးတဲ့မသေးမချင်းစူးစမ်းနေရမှာငါလုံးဘလောက်တောင်မှနော်ပြတ်သားတဲ့စိတ်ဆန္ဒရှိတဲ့သူလေဘလောက်တောင်မှစူးစမ်းခြင်းတွေရှိတဲ့သူလေဆိုတော့ကျွန်တော်ဒီနေရာမှာတွေ့ရတယ်ကျွန်တော်နဲ့ကြွားတဲ့အချက်ကအဲ့ဒါကျွန်တော်တို့ဆိုရင်ကိုယ့်အနေကိုစူးစမ်းနေတဲ့ဘေးကနေပြီးတော့ဟာဟုတ်တယ်ကွာလှုပ်ထားကွာမင်းမကြောက်နဲ့ကွာဘာဖြစ်တယ်ညာဖြစ်တယ်အားပေးနေရင်းနဲ့တောင်မှစိတ်တွေကခဏခဏကြာတယ်နော်ဒါပေမဲ့ဟိုမှာအကန်အနေနဲ့တွေ့နေပြီမလုံနဲ့မင်းသေမှာပဲလုံနေတယ်ကူးမနေနဲ့လို့ပြောတဲ့အနေထားတစ်ခုမှာနော်သေတာမသေတာငါလုံးမဟုတ်ဘူးတဲ့အောင်မြင်တာမအောင်မြင်တာငါလုံးမဟုတ်ဘူးတဲ့ကူးနေရမှာငါလုံးမသေမချင်းစူးစမ်းနေရမှာငါလုံးဟာအဲ့လိုပြောပြီးဆက်ကူတာနော်အဲ့လိုပြောပြီးဆက်ကူဆိုတော့ကျွန်တော်တို့တွေလေနော်အခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာအားပေးတဲ့သူရှိတာတော့မှစိတ်တဲ့ကြတဲ့အနေထားတစ်ခုကနေရုံထွက်ရမရုံထွက်လို့ရှိရင်ကျွန်တော်တို့အောင်မြင်မှုဆိုတာရမှာမဟုတ်နော်အောင်မြင်မှုဆိုတာဥမြင့်မောင်လားတို့ဘာလို့ဖြစ်ကုန်နော်အဲ့ဒီခါကျတော့အင်မတန်မှကောင်းမွန်တဲ့အောင်မြင်မှုတွေကိုတဲ့အញ្ញံစားဇွဲလုံးလာဝရိယနဲ့တော့ရနိုင်မှာမဟုတ်အင်မတန်ကောင်းတဲ့အရာသာရှိတဲ့အရာတွေကိုနော်လူတွေအများကြီးလိုချင်တဲ့အောင်မြင်မှုတွေကိုသူများနဲ့မတူတဲ့စူးစမ်းအားထုတ်မှုနဲ့သာရနိုင်မှာဖြစ်တယ်